မျက်နှာခွဲစိတ်ပြုပြင်ထားကြောင်းဝန်ခံထားတဲ့တောင်ကိုရီးယားအမှုပညာရှင်များမျက်နှာခွဲစိတ်ပြုပြင်တာဆိုရင်တော့တောင်ကိုရီးယားလိုအလားပါဦးစားပေးတဲ့နိုင်ငံမှာထူးခြားတဲ့ကိစ္စရတော့မဟုတ်ပါဘူးနော်မင်းသားမင်းသမီးအများစုကအမှုပညာလောကတွေကိုမဝင်ခင်ခွဲစိတ်ပြုပြင်ကြတာမျိုးရှိသလိုတချို့သူတွေကတော့အမှုပညာအလုပ်တွေလုပ်နေရင်းနဲ့ခွဲစိတ်ပြုပြင်ကြတာမျိုးရှိပါတယ်ဒါပေမဲ့တောင်ကိုရီးယားလူထုကမင်းသားမင်းသမီးတွေမျက်နှာခွဲစိတ်တာမျိုးအပြင်းထန်ဝေဖန်လေးရှိကြတာကြောင့်အမှုပညာရှင်တော်တော်များများဟာဆိုရင်တော့သူတို့ခွဲစိတ်ထားရင်တော့မှခွဲစိတ်ထားကြောင်းထုတ်ပြောလေးမရှိကြပါဘူးဒီကနေ့မှာဆိုရင်တော့ခွဲစိတ်ပြုပြင်ထားကြောင်းတရားဝင်ဝန်ခံခဲ့တဲ့အမှုပညာရှင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Park Min-youngတောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Park Min-young ဟာဆိုရင်တော့သူ့ရဲ့မျက်နှာကိုခွဲစိတ်မှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေဇာတ်တိုက်ထွက်ခဲ့တဲ့သူပါ။သူကအကြောင်းသူဘဝတုန်းကပုံနေနဲ့တော်တော်လေးကိုကွာခြားတဲ့ပုံရိပ်တွေရှိနေပြီးတော့ဒီပုံရိပ်တွေကြောင့်ပဲခွဲစိတ်ပြုပြင်ထားရလို့ယူဆခံနေရတာဖြစ်ပါတယ်။ကျောင်းတုန်းကမျက်နှာဟာ၄တောင်ကြားတဲ့ပုံရိပ်ရှိနေပြီးတော့မျက်ရည်မရှိတာကစအခုလက်ရှိမျက်နှာနဲ့တော်တော်ကိုကွာခြားနေတာကြောင့်မျက်နှာတစ်ခုလုံးကိုပြုပြင်ထားရလို့ဝေဖန်ခဲ့ကြတာပါ။နောက်ပိုင်းမှာတော့မင်းသမီးကိုယ်တိုင်ကမျက်နှာကိုခွဲစိတ်ပြုပြင်မှုလုပ်ခဲ့ကြောင်းတရားဝင်သတင်းဌာနတစ်ခုကနေအတည်ပြုပေးခဲ့ပါတယ်။မင်းသမီးရဲ့အတည်ပြုပေးချက်တွေအရသူ့ရဲ့နာရန်ကိုပြုပြင်ခဲ့တယ်လို့မျက်ရည်ကိုလည်းထပ်တန်းကျောင်းသူဘဝတော်ကပြုပြင်ခဲ့တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါအပြင်အခုလိုခွဲစိတ်ပြုပြင်ခဲ့တာတွေကိုမကောင်းမှုကျူးလွန်ခဲ့ရတယ်လို့မျိုးခံစားရတာမရှိကြောင်းပြောခဲ့ပါတယ်။ပရိသတ်တွေကိုတော့ခွဲစိတ်ပြုပြင်ထားတဲ့ Park Min-young ဖြစ်တဲ့တရုတ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့မင်းသမီး Park Min-young ဖြစ်နေပဲမြင်အောင်စေချင်တယ်လို့ပြောခဲ့ပါသေးတယ်ရှင်။လီဒါဟီမြန်မာပရိသတ်တွေချုပ်ဝမ်းဖြစ်တဲ့အတိများကြတဲ့မင်းသမီးလီဒါဟီယာဆိုရင်လည်းခွဲစိတ်ပြုပြင်မှုတွေနဲ့ပတ်သက်ရင်တော်တော်လေးကိုသတင်းများတဲ့မင်းသမီးတစ်ယောက်ပါချိုဝမ်ဟာမင်းသမီးဖြစ်ပြီးရဲ့နောက်ပိုင်းမှာလည်းမျက်နှာသွင်းပြင်းဇက်တိုက်ပြောင်းလဲခဲ့တယ်လို့မျက်နှာကျဟာဆိုရင်လည်းပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တာကြောင့်ပရိသတ်တွေပါဝင်လူတော်တော်များများဟာမျက်နှာခွဲစိတ်ခဲ့တယ်ဆိုပြီးတော့ပြောခဲ့ကြတာပါချိုဝမ်ကိုယ်တိုင်ကလည်းအစပိုင်းမှာဆက်စရာကောင်းတဲ့မျက်နှာလေးဖြစ်နေပြီးနောက်ပိုင်းမှာမျက်နှာရဲ့ပုံစံဟာပြောင်းလဲလာတာတွေကိုဒရမာနဲ့ဇလန်းတွေရနေတဆင့်ဓာတ်ရိုက်ပြသခဲ့တာဖြစ်ပါတယ်နောက်ပိုင်းစီစဉ်တစ်ခုမှာချိုဝမ်ကိုယ်တိုင်ကအရင်တုန်းကသူ့ဝနေတဲ့ချိန်ကပုံနေနဲ့အခုပုံရိပ်ဟာလုံးဝမတူညီကြောင်းပြောခဲ့ပါတယ်သူမင်းသမီးဖြစ်လာပြီးရဲ့နောက်ပိုင်းမှာလည်းမျက်နှာကိုပြုပြင်မှုတွေလုပ်ခဲ့ကြောင်းပြောခဲ့ပါတယ်။ဘယ်နေရာတွေကိုပြုပြင်ခဲ့သလဲဆိုတာတွေကိုအတိအကျမပြောထားပေမဲ့ပုံတွေကိုရှင်းကြည့်လိုက်မယ်ဆိုရင်တော့တော်တော်များများကိုပြုပြင်ထားခဲ့တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ချိုဝမ်ဟာနာမည်ကြီးမင်းသမီးဖြစ်စကားတော်တော်များများကိုရိုက်ကူးခဲ့ပြီးတော့ထိတ်တန်းမင်းသမီးတက်လက်ဖြစ်နေတဲ့ချိန်မှာပဲမျက်နှာခွဲစိတ်ပြုပြင်နေဆိုတဲ့ဆွဆွဲမှုတွေပါဝင်ကောလာဟာလာသတင်းတွေကြောင့်စကားအရိုက်ကျဲသွားခဲ့တာပါ။အခုချိန်မှာလည်းဒရမာအသက်တွေကိုလက်ခံရိုက်ကူးခြင်းမရှိသေးပါဘူးရှင်။မင်းဟိုရင်နာမည်ကြီးမင်းသမီးတယောက်ဖြစ်ခဲ့ပြီးတော့လက်ရှိချိန်မှာဆိုရင်တော့နာမည်ကြီးအဆိုတော့ Idol Trump ရဲ့ဇနီးဖြစ်နေပြီဖြစ်တဲ့မင်းဟိုရင်ဟာဆိုရင်လေမျက်နှာခွဲစိတ်ပြုပြင်ထားတဲ့အကြောင်းသတင်းတွေထွက်ခဲ့ဘူးတဲ့သူဖြစ်ပါတယ်။သူကမင်းသမီးတွေထဲမှာနှာရန်တော်တော်လှတဲ့သူဖြစ်တဲ့လူသိများတာကြောင့်သူ့ရဲ့နှာရန်ဟာခွဲစိတ်ပြုပြင်ထားတာဖြစ်တယ်လို့ဆွဆွဲခဲ့ကြတာပါ။ဒီသတင်းတွေကိုတုံ့ပြန်တဲ့အနေနဲ့မင်းဟိုရင်ကသူ့ရဲ့နာရန်ဟာမိခင်နဲ့ဖခင်ဖြစ်သူပေးထားတဲ့အဆက်မှန်သားဖြစ်ကြောင်းသူ့အနေနဲ့ခွဲစိတ်မှုလုပ်ခဲ့ဘူးပေမဲ့နာရန်ကိုမလုပ်ခဲ့ကြောင်း2010မှာပြောခဲ့တာပါသူရဲ့ပြောရသူမဟာမျက်ရည်ခွဲစိတ်မှုတွေကိုလုပ်ဖူးပြီးတော့ဒီမျက်ရည်ဟာသူလုပ်ခဲ့တဲ့တခုတည်းသောခွဲစိတ်ပြုပြင်မှုဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ဂျက်စီပွင့်လင်းပြီးတော့ခွဲစိတ်ပြုပြင်မှုတွေအကြောင်းကိုပုံမှန်လင်းလင်းပြောတတ်တဲ့အဆိုတော်ဂျက်စီကတော့သူမဟာခွဲစိတ်မှုတွေလုပ်ခဲ့ကြောင်းကိုပဲပေါ်တင်ဝန်ခံလေးရှိတာပါသူမဟာ Happy Together ဆိုတဲ့ season မှာသူမအနေနဲ့ရင်သားခွဲစိတ်ပြုပြင်မှုလုပ်ထားကြောင်းရင်သားကိုဆီလီကွန်ထည့်ထားကြောင်းပြောခဲ့တာဖြစ်ပါတယ်ဒီလိုလုပ်တာဆိုရင်တော့သူမရဲ့ဆန္ဒအရလှအောင်လုပ်တာဖြစ်နေပြီးအမှုပညာလောကမှာနေရာရအောင်လို့လူစိတ်ဝင်စားခံရအောင်လုပ်ခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်ဒါအပြင်သူမအနေနဲ့မျက်နှာနဲ့ပတ်သက်ပြီးနှာခေါင်းနဲ့မျက်လုံးနေရာတချို့ကိုလည်းပြုပြင်ထားကြောင်းပြောခဲ့ပါသေးတယ်။နှာခမ်းနဲ့ပတ်သက်ပြီးတော့လည်းရင်တုန်းကနှာခမ်းကြည့်အောင်ပြုပြင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပြင်ထားတာကိုငကိုတိုင်းပဲပြန်လုပ်လိုက်ပြီးမိတ်ကပ်နဲ့ပဲပြောင်းလဲထားတဲ့ပုံရအောင်လုပ်ခဲ့လို့ဆိုပါတယ်။ဂျက်စီယာဆိုတော့ဒီခွဲစိတ်ပြုပြင်မှုတွေကိုပရိသတ်တွေကိုပြောပြဖို့အတွက်ဘယ်တော့မှဝင်လေးခဲ့တာမျိုးမရှိသလိုခွဲစိတ်ပြုပြင်ထားတာတွေဟာရှုံချရမယ့်ကိစ္စမဟုတ်ကြောင်းသူ့ရဲ့အတွေ့တွေကိုပုံမှန်လင်းလင်းပြောပြကြတဲ့သူဖြစ်ပါတယ်ရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတက်တော့ကြောင်ပြိုင်နေပြန်လာခဲ့ပါမယ်ပြန်လည်ဆုံတွေ့ကြတာပေါ့နော်ဘိုင်ဘိုင်